အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့စာရုပ် channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့ဒီနေ့မှာကျွန်တော်စာအုပ် review လေးတအုပ်ပေးသွားခြင်းပါတယ်ခက်တူတူခက်ပါပါပဲစာမျက်နှာ88မျက်နှာပဲရှိတယ်ဆိုတော့ဒီစာအုပ်လေးပါကျွန်တော် Ravinda Netko ရဲ့ဒါညီမနှစ်ယောက်ဆိုတဲ့စာအုပ်လေးပေါ့ဘာသာပြန်ဆရာကတော့မင်းယူဝေဘာသာပြန်ထားတာဖြစ်ပါတယ်ဆိုတော့အဆင်ပြေကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးတော့အားပေးကြပါဦးเนาะဟုတ်ဆိုတဲ့အခါမှာဒါဒီစာအုပ်ကဒါညွှန်းပေးရတဲ့အကြောင်းကပေါ့လေအရင်ကြီးညွှန်းတက်လို့တော့မဟုတ်ဘူးကျွန်တော်ပြောအရင်ကြိုက်လွန်းလို့ကြိုက်ပြီးမှညွှန်းကျင်စိတ်ရှိလို့အဓိကတော့ညွှန်းကျင်လွန်းလို့ညွှန်းဖြစ်သွားတာကြိုက်လို့ဘာလို့ဆိုတာထက်လေအဲ့ဒါလေးအရင်ဆုံးပြောချင်ပါတယ်เนาะတော်တော်လေးမိုက်တဲ့ဝတ္ထုကတကယ်ကိုပြပပလေးနဲ့လုံးဝထိထိမိမိစာရေးဆရာလည်းကဘာကျော်စာရေးဆရာနော်နိုဘယ်ဆုပါရထားတဲ့စာရေးဆရာဗျာဘင်္ဂလီစာရေးဆရာကြီးဘာဗင်ဒါနက်တကိုဆိုတာကတော်တော်များများသိကြပါတယ်တကိုဆိုတာလေတော့ကြပြားတွေတော်တော်များများလည်းရေးတယ်လေနော်ဆိုတော့သူဝတ္ထုပေါ့ညီမနှစ်ယောက် The Two Sisters ဆိုပြီးတော့ဒီစာအုပ်ကကျွန်တော်မိတ်ဆွေကလက်ဆောင်ပေးလို့ကျွန်တော်ဖတ်ဖြစ်ခဲ့တာဆိုတော့ဘယ်လိုလဲဆိုတော့ဒီကာလမှာကစာရက်တိတ်မဖတ်ဖြစ်ဘူးဗျာဖတ်ချင်စိတ်လည်းမရှိဘူးစိတ်တွေညစ်နေတာလည်းများတာပေါ့လေစိတ်ကိုဒီဘက်ကိုအာယုံစိုက်လို့မရဘူးပြောရင်စာအုပ်ဖတ်တာလည်းအပြင်းပြေပဲဖတ်ဘယ်လိုပဲဖတ်ဗျစိတ်ကြည်လင်နေမှဖတ်လို့အဆင်ပြေတာမျိုးမဟုတ်ရင်ဗျာဖတ်တာကမကောင်းတော့ဘူးပေါ့အဲ့လိုမျိုးလေးလည်းရှိတယ်ဗျာဆိုတော့စာမဖတ်ဖြစ်တာကြာပြီအဲ့လိုကြာနေတဲ့အနေထားမှာကိုမိတ်ဆွေကလည်းပေးတာပြီးတော့လည်းစောက်လေးကလည်းပလေးကြီးတော့လည်းဒီမှာမျက်နှာဖုံးမှာလည်းအမှညီမနှစ်ယောက်တကိုးဆိုတာနဲ့လည်းစိတ်ဝင်စားတာပေါ့လေနော်ဘာဗင်ဒါနဲ့တကိုးရဲ့ဝတ္ထုဆိုတာနဲ့လည်းစိတ်ဝင်စားတာအဲ့ဒါနဲ့လည်းဖတ်ပြတာပြီးတော့လည်းဒါလောက်တော့ဒါစာမျက်နှာ88မျက်နှာတယ်ဆိုတော့ဒီလောက်တော့ငါအားဆိုင်လို့ရပါတယ်ပေါ့နော်စိတ်ညစ်ဒါတွေခဏဖယ်ထားပြီးတော့ဗျာစူးစမ်းပြီးဖတ်ကြည့်လိုက်တယ်အဲ့လိုမျိုးဆိုတော့ခါမှာစာအုပ်လက်ဆောင်ပေးတာပါညာအဲ့ယဉ်ကျေးမှုတော့ကျွန်တော်တော်တော်သဘောကျတယ်ကိုရလို့တော့မဟုတ်ပါဘူးရလို့ပြောတာတော့မဟုတ်ဘူးเนาะအဲ့လိုမျိုးပေါ့ဒါပေမဲ့ကိုလည်းပေးပါတယ်အဲ့လိုတကယ်ဒါပေမဲ့လည်းတကယ်လေးစားတဲ့တန်မိုးထားတဲ့လူတွေစီမှာပဲပေးချင်တာဗျာသိလားအဲ့လိုမျိုးရှိရပြီးတော့နောက်တစ်ခုရှိတာငှားချင်တာဗျာsorry ပေးချင်တာငှားတော့မငှားချင်ဘူးဒါကတော့လေတကယ်ပြောတာငှားပါအောင်ဆိုရင်မငှားကျွန်တော်တော့လူရင်းတွေလည်းတိတ်မငှားချင်ဒါကိုရင်းနှီးပြီးသားလူချင်းဓာတ်တီချင်းပေါ့လူလဲစာကိုလေးစားတယ်စာတွေကိုလေးစားတဲ့သူတွေဆိုရင်တော့ဗျာငှားတယ်အဲ့လိုမျိုးဓာတ်တီတော်နိုင်တော့မငှားချင်ဘူးဘာလို့ဆိုတော့ပြန်တော့မှလည်းအားနာလို့အားဆိုရင်တော့ရော့ကိုပေးနိုင်တဲ့စာအုပ်တွေကပေးလိုက်တာမျိုးအဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့ဒါတော့စက်မိလို့ပါနော်ဆိုတော့ဒီစာအုပ်ကိုဖတ်ချင်းမှာပဲဗျာဆွဲဆောင်မှုရှိတယ်တော်တော်ဆွဲဆောင်မှုရှိတာကျွန်တော်အကြိုက်ဖြစ်နေလို့လားလဲမပြောတတ်ဘူးပေါ့လေအဲ့လိုမျိုးရှိတယ်တခုရှိတာကဒီစာအုပ်ကကျွန်တော်ဇလန်းဇက်ကွက်တွေကြိုက်တာမျိုးတွေပေါ့ဇက်ကောင်စရိုက်ဘာညာပြည်ပြနာပေါ့လေအဲ့လိုမျိုးပေါ့အဲ့ဒါမျိုးတွေအသားပေးဖတ်တာမျိုးအသားပေးကြိုက်တာမျိုးဆိုရင်တော့အဲ့လိုလူတွေအတွက်ဆိုရင်တော့တိတ်အဆင်ပြေလိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူးပေါ့လေအာမခံရဲဘူးပေါ့အဓိကကတော့ဘာလို့လဲဆိုတော့သူကဇက်ကောင်ကိုင်တာဦးစားပေးရဆိုပေမဲ့ပေါ့လေဒီကိုင်တာရဲ့ဒီစိတ်နေတဘောထားတွေအဲ့လိုမျိုးတွေပေါ့လေအတွင်းစိတ်တန်တွေကိုသူကအဓိကနှိုက်ထုတ်ပြထားတာများတယ်ဗျာအဲ့လိုဆိုတော့ဒီကောင်းရဲ့ကိုင်တာအပြုတ်မှုဘာညာတဲ့ကြွပြီးတော့ရုပ်လုံးကြွပြီးပေါ်နေတာမျိုးမဟုတ်ဘဲမဲ့သူ့ရဲ့အတွင်းထဲကစိတ်လူသဘောတဘာဝလူတွေရဲ့သဘောတဘာဝဗျာပြုပြင်ပြောင်းလဲသွားတာတွေဟိလားဒါပေမဲ့ तू ကသူ့အနေတိုင်းပြုမှာဘယ်လိုမျိုးဒါပေမဲ့အတွင်းထဲကလူတွေသူ့တွေးခေါ်ပုံတွေကဘယ်လိုမျိုးဒါမျိုးတွေကို तू ကနှိုက်ချွတ်ကိုထုတ်ပြထားတာအဲ့လိုကြစ်လစ်နဲ့ပေါ့လေစောင်းလေးပါလေးဆိုပဲကြစ်လစ်နဲ့ထုတ်ပြထားတာအဲ့ဒါမျိုးကိုကြိုက်တဲ့စာဖတ်သူဆိုရင်တော့ဒါကလုံးဝကြိုက်မှသေးကြတယ်ဘာလို့ဆိုတော့ သူ့ရဲ့ရေးလိုက်တဲ့စာကြောင်းတစ်ကြောင်းစီမှာအကြောင်းအရာတစ်ပိုက်ချင်းစီမှာကနောက်ကနေလိုက်ပြီးတွေးရတဲ့အရာတွေရှိရဗျပါတယ်အဲ့လိုမျိုးတွေ
ကျွန်တော်ဆိုလိုချင်တာကတော့တမယိုးကြကျွန်တော်တို့ဇက်အိမ်ကောင်းကောင်းနဲ့လောက်တာတွေဇက်ကောင်စီရိုက်ပြီးပြအောင်ဖွဲ့တာပါညာလေတမယိုးကြမဆန်ဘူးလို့ပြောချင်တာဗျရင်ဆုံးကတော့အဲ့လိုမျိုးဒါပေမဲ့ကျွန်တော်စောစောကပြောလို့မျိုးလူစိတ်တဘောတဘာဝကိုနှိုက်ချွတ်ပြတာမျိုးကတော့စာမျက်နှာ88မျက်နှာရဲဆိုပေမဲ့သွားပြီးအထင်သေးလို့မရအောင်တကယ်ကိုစာအုပ်ပါလေးတွေရဲ့ပါဝါကတော်တော်ကြီးတယ်ဗျာအဲ့လိုမျိုးအရင်ဆုံးအနေနဲ့ပြောရင်းနဲ့ဆိုတော့ဒါနဲ့ပတ်သက်လို့အဲ့လိုဇလန်းဆက်ကြောင်းအရာတော့ညီမ2ယောက်ဆိုတဲ့အတိုင်းပဲဗျအဲ့လိုမျိုးဘယ်လိုလဲဆိုတော့သူတို့ကညီမ2ယောက်ရှိတယ်ဗျာညီမ2ယောက်ရှိတယ်တယောက်ကယောက်ျားရသွားပြီပေါ့သူ့ရဲ့စိတ်နေတဘောထားတစ်မျိုးအမရဲ့ပြောရရင်တော့အမပေါ့အဲ့အမကကျတော့ဘယ်လိုလဲဆိုတော့သူကမိခင်နဲ့သူတဲ့အမျိုးသမီးပေါ့လေအဲ့လိုမျိုးစာရေးဆရာပြောလာတာညီမကကျတော့သူကတငယ်ချင်းမိတ်ဆွေနဲ့သူရဲ့အမျိုးသမီးလာမယ်အဲ့လိုပေါ့အမျိုးသမီး2ယောက်ရှိရဲဆိုတာမျိုးအဲ့မတူတဲ့ကာရီတာတွေကိုပြောပြထားတာစိတ်နေတဘောထားတွေအဓိကကတော့ဗျာကျွန်တော်ဆိုလိုချင်တာအပြင်ပန်းနေပြောချင်တာမဟုတ်ဘူးစိတ်ထဲအတွင်းစိတ်ထဲနဲ့ဖြစ်နေတဲ့အရာတွေမမြင်နောက်ွယ်မမြင်ကွယ်ကအရာတွေကိုထုတ်နှုတ်ပြထားတာပဲဆိုလိုချင်တာဒါကတော်တိုင်ကလူတွေဆိုတာအဲ့လိုမျိုးဗျာအပြင်ကတစ်မျိုးဒါအတွင်းစိတ်ထဲမှာဖြစ်နေတာလေတစ်မျိုးဗျာဒါလူတိုင်းသိတယ်ကိုသိတယ်တော်တော်များများလူတိုင်းကလေဖြစ်နေအပြင်မှာလဲကိုယ့်ကိုပြောဖို့ရတာထုတ်ပြောဖို့ခက်ရင်ခက်မယ်ဒါပေမဲ့မတူဘူးဒါကကျွန်တော်စာတွေဖတ်လာတာရောကိုယ့်အသက်ရဲ့အတွေ့အကြုံအရာရောဒါရေးပြောရတယ်လူတိုင်းမတူဘူးတကယ်ပြောတာအပြင်မှာဖြစ်နေတာနဲ့ပါနဲ့အဲ့မျိုးတွေပေါ့အဲ့မျိုးတွေကိုစာတွေကိုဖတ်ပါဆိုတာအဓိကတော့အဲ့ဒါပဲဗျာလူတွေရဲ့ဘောတော်ကအမှန်ကန်အောင်သိဖို့ရအမှဒါမျိုးတွေဖတ်ပြီးသွားရင်တော်တိုင်ဒီရဲ့ဇက်ကောင်စီရဲ့ဟာပြုပြင်ကြောင်းလဲသွားတာလေချိန်သွားတာသူတို့ရဲ့အပြုတ်မှုတွေချိန်သွားတာတွေကအံ့ဩစရာမရှိဘူးတကယ်ကြဒါချိန်သွားတာလို့လားကျွန်တော်တို့အပြင်ပန်းအရာထင်ပေမဲ့တကယ်အတွင်းထဲမှာကလိုက်စားပြီးတဖြည်းဖြည်းအစတီလာတာဗျာစပြီးတဖြည်းဖြည်းပေါက်ဖွာလာတာတခါလေးဒိန်းကိုချိန်သွားတာမဟုတ်အဲ့လိုမျိုးတွေဗျာလူတဘောဝါတွေကလေအစကတည်းကအမြင့်ကလေးကစပြီးတွယ်ပြီးတော့တက်ပြီးတဖြည်းဖြည်းတက်ချလာတာအဲ့လိုမျိုးတွေဒါပေမဲ့ကျွန်တော်တို့ကဒိန်းကနေအပေါ်ရန်လူတွေရှိမှဘွားကနေဒီလိုသူတို့ရဲ့အပြုအမူတွေပေါ်လာကမှဟာဒီလူကဒီလိုမျိုးလားဟာဘယ်လိုမျိုးလဲဆိုတာမျိုးတွေဖြစ်တာပေါ့လေအဲ့ဒါမျိုးတွေဒါတွေကတကယ်လူစိတ်ဓာတ်ဗေဒအရာစိတ်ပညာအရာဆိုတာအံ့ဩစရာမဟုတ်ဘူးအဲ့ဒါကိုဒီထဲမှာပြောထားတယ်အဲ့လိုညီမကအဲ့လိုပဲငွေချင်းမိတ်ဆွေနဲ့တူတဲ့ညီမ2ယောက်ဆိုတော့သူတို့စီမှာသူတို့ရဲ့ပတ်သက်ကြောင်ယောက်ျားတွေရှိတယ်ဆိုတော့အဓိကကတော့အဲ့ဒီမှာလဲ2ယောက်ပေါ့သူ့ညီမရဲ့ဒါစိစက်ထားတဲ့သူနဲ့ဒါအမရဲ့ယောက်ျားနဲ့အဲ့ဒီယောက်ျား2ယောက်ကလည်းမတူဘူးအဲ့ယောက်ျားနဲ့ဖွဲ့နှဲ့ပုံတွေကလည်းသူတို့ပြထားတာလေတကယ်မိုက်တယ်အဲ့ဆိုတော့ယောက်ျားတွေအကြောင်းလည်းကောင်းကောင်းသိရတယ်ကောင်းကောင်းဆိုအလုံးစုံတော့မဟုတ်ဘူးလေအဲ့2မျိုးတော့သိရမယ်ယောက်ျားတွေကဘယ်လိုမျိုးထားပါတော့အဲ့ဒီကဇက်ကောင်အမရဲ့ယောက်ျားဆိုရင်ဘယ်လိုမျိုးအဲ့လိုမျိုးညီမရဲ့ယောက်ျားဖြစ်လာမဲ့သူကဆိုဘယ်လိုမျိုးဆိုတာမျိုးကျွန်တော်အဲ့ဒါမျိုးကကျွန်တော်တို့စောစောဟာထပ်ပြန်တမယိုးကြဒါဒီအပေါ်ရန်ဒါတမယိုးကြဝတ္ထုတွေကပြထားတဲ့ဇက်ကောင်အဲ့လိုမျိုးမဟုတ်ဘူးเนาะကျွန်တော်ပြောတာအတွန်းတဘောပြောတာအဲ့လိုမျိုးအဲ့အမှဥပမာနဲ့ပြောရရင်အဲ့တဲ့ကအမားရဲ့ယောက်ျားဆိုရင်သူကဝန်ထမ်းပြီးတော့အဲ့ဒီအမားဆိုတဲ့သူကမိခင်နဲ့သူတဲ့မိန်းမဆိုတော့အရာမှာသူကလိုက်စီမံပေးတယ်လိုက်တိတ်ဂယူးဆိုင်တယ်သူယောက်ျားအဲ့လိုပေါ့ပြဿနာတစ်ခုရှင်းစရာရှိရင်ရှေ့ရနေမမက်ရှင်းတယ်မမက်ရှင်းတယ်လေဥမာသူ့ယုံမှာယောက်ျားရဲ့ယုံမှာအထက်လူကြီးကတစ်ခုပြဿနာဖြစ်တာဆိုရင်သူကယောက်ျားကဘာမှမလုပ်ရဲဘူးမလုပ်နိုင်ဘူးလုံးနိုင်ဆိုတာမရှိဘူးပေါ့ရှိရင်လည်းရှိမယ်မလုပ်ဘူးဗျာအရာကိုမိန်းမကပဲဥဆောင်ပါလားအဲ့လိုမျိုးနေထားတွေမှာသူကတကယ်ဒါပေမဲ့သူကရုံးမှာကျတော့အည်ချင်းရှိတယ်အထက်လူကြီးထက်တောင်သူကတော်တယ်ဒါပေမဲ့သူကရိုးကျိုးနေတဲ့အခါမှာအထက်လူကြီးကိုလည်းမလန့်ဘူးအလားကသူ့ပြပောင်ဘာညာဆိုတာမျိုးလည်းမပြောဘူးအဲ့လိုပဲသူ့အည်ချင်းရှိရတယ်လေအဲ့လိုမျိုးလိုလေတက်ရှိရပြောရတော့မိန်းမရဲ့အောက်မှာပဲသူနေနေတာဗျာအဲ့လိုမျိုးအနေထားမှာသူကနေရင်နဲ့တိတ်ပြီးတော့အစင်မပြေတော့အဲ့လိုမလွတ်လပ်တော့အရန်ကြီးကြာများလာတဲ့ခါမှာချုပ်ချယ်တယ်လို့ခံစားလာတာ
အဲ့လိုမျိုးလူကတစ်ဖြစ်အမြဲတမ်းအဲ့လိုမျိုးလူပေါ့မိမအောက်မှာဟိုထားပါတော့လေဟိုပစ္စည်းရှာတာအစားကျွန်တော်တို့တွေဒါရှိပါတယ်ပြင်မှာလဲဟိုစက်ပြခဲရှာတာတွားလိုက်တယ်ရှာတာခေါင်းလင်းစီခေါင်းပြီးရှာတာအစားမိမဘယ်မှာလဲဆိုတာမျိုးမေးတာလေသူတနေ့အဲ့လိုမျိုးယောက်ျားတွေပေါ့လေအဲ့လိုမျိုးမေးနေတဲ့သူကဟိုတခါတည်းတစ်ချိန်မှာအဲ့လိုလွတ်ထွက်သွားတယ်ခါပြောရတော့သူကအယုံကနေထွက်ပြီးတော့တခြား control အလုပ်ကိုလုပ်လိုက်တာအဲ့ယောက်ျားလေနောက်တဲ့ကောင်သူကလွတ်လပ်သွားတဲ့အခါမှာအဲ့လွတ်လပ်တာကိုတော်တော်မျက်နှိုးပြီးတော့အဲ့မိမရဲ့အရင်ကဒီထိန်းချုပ်ထားတဲ့အရာတွေကနေယုံထွက်တော့လာအဲ့လိုမျိုးတွေကောင်းပိုင်နေပြထားတာအဲ့လိုမျိုးဒါတပိုင်းနောက်ထပ်အတွဲညီမရဲ့ဒီဟွာတွေပေါ့အတွဲပေါ့သူတို့အတွဲကလည်းယောက်ျားရအဲ့ယောက်ျားကကြိုင်တာကြဘယ်လိုလဲဆိုတော့ဒါလုံးဝဆေးဆက်သေးကြတယ်ကောလူကောင်းတယောက်ဟိုနိုင်ငံခြားတက္ကသိုလ်ဘွဲယူလာတဲ့ကောင်ဆေးဆက်သေးကြတဲ့ကောင်ပြောရင်ဒါလုံးအောင်မြင်လမ်းကြောင်းအတွက်ကိုဘယ်လိုလုပ်ရင်ဘယ်လိုစူးစမ်းရမလဲအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့လုံးဝကောင်းသိတဲ့ကောင်ဗျာဒါပေမဲ့သူ့မှာကဒီဘယ်လိုလဲဆိုတော့ခြုံပြီးပြောရရင်တော့ချစ်တဲ့စိတ်သိမ်းမရှိဘူးနှလုံးသားနူးညံ့စိတ်နဲတယ်အဲ့လိုမျိုးဟိုမှာတခုသမီးကြီးစားပွဲပါမယ်လာမယ်ပျော်ပဲပါမယ်သိတယ်မလားနူးညံ့လေးပြောမယ်ချစ်တိတ်မချစ်တတ်ဘူးပဲဆိုတော့အဲ့လိုမျိုးအနေထားမျိုးသူဘာလုပ်မှလဲသူကအမြဲတမ်းအဲ့လိုမျိုးတွေစိတ်ဝင်စားအောင်မင်းအဲ့လိုစာရီချက်ဘာပွဲယူဘယ်ချိန်မှာဘယ်လိုလုပ်မင်းအဲ့လိုဒါမျိုးတွေအရင်ပါလာတယ်ရုပ်ရှင်သွားအတူသွားကြည့်မယ်ဆိုလဲဆိုစိတ်မပါဘူးအဲ့လိုမျိုးယောက်ျားကတက်ပါတယ်အဲ့လိုမျိုးဆိုတော့ဒါချုပ်ရရင်တော့ဒီမှာညီမ2ယောက်ဆိုပေမဲ့ဒါမျိုးညီမ2ယောက်ဆိုတာကျွန်တော်တို့ကဘာကြီးတည်နေတယ်မိမကြီးရှိနေတဲ့ရွေးကဒီလိုမျိုးအမျိုးအစားနှစ်စားကပြတ်သုံးမှာမဟုတ်ရှိနေအောင်ပါပဲဆိုတော့အဲ့လိုမျိုးကြိုင်တာအဲ့လိုမျိုးလူတွေသဘောတော်လေးလာခြင်းဒါဖတ်လို့ရပြီးရင်ဒီထဲမှာပါတယ်ယောက်ျား2ယောက်ရဲ့အကြောင်းကလည်းညီမ2ယောက်အကြောင်းလိုပဲဗျာကဘာဒီဘေးကယောက်ျားရှိနေတွေကဒီလိုမျိုးကြိုင်တာတွေကရှိနေမှာဘာလို့လဲလူတွေကစိတ်ရှိတယ်လားစိတ်ရှိတဲ့ခါမှာဒီလိုမျိုးအပြုတ်မှုတွေရှိနေဒါကစိတ်ပညာနဲ့ဆိုင်တဲ့စိတ်ဓာတ်ဝေဒနာနဲ့ဆိုင်တဲ့အရာကြီးဆိုတော့ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ကျွန်တော်တို့နီးပညာတွေဘာတွေအကုန်လုံးတိုးတက်လာလိမ့်မယ်ဒီလိုမျိုးလူတဘောဝါတော့ပြောင်းလဲသွားကြအကြောင်းမရှိဘူးဗျာအဖြစ်ပြက်တွေကပြောင်းလဲသွားတာပုံစံနေတာပြောင်းလဲသွားတာဗျာတကယ်အဓိကအရာတွေပြောင်းလဲမသွားဘူးဒါကျွန်တော်တို့ဘာလို့လဲဆိုတော့ကျွန်တော်ဟိုးနှစ်တရာ200ကတကယ် classic novel ကြီးဖတ်ကြည့်လိုက်ဗျာအခုလိုပဲအဲ့ဒါမျိုးဘာကြောင့်လဲအဓိကတော့သူကစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့စိတ်ဓာတ်ဝေဒနာကိုအဓိကပို့ပြီးဖွဲ့ထားတာလေမလို့ဟုတ်ကဲ့အဲ့ဒီစာအုပ်လေးကိုကျွန်တော်ညွှန်းချင်ပါတယ်နော်အစဉ်ပြေဖတ်ကြည့်ကြပါအောင်လို့နော်ပလေးပါပဲပလေးလို့ကျွန်တော်ညွှန်းပေးတာပါနော်ကျေးဇူးပါပဲအညွှန်းကတိတ်မကောင်းပါဘူးညွှန်းချင်လင်းလို့ညွှန်းလိုက်တာပါအားလုံးကျေးဇူးပါပဲနော်ညီမ2ယောက်ကဘာကျော်စာနိုဘယ်ဆုရဘင်္ဂလီစာရေးဆရာကြီးတကိုးကြီးဝတ်ထုတဲ့မင်းဝေဘာလာပြန်ဆိုသေးတယ်ကျွန်တော်ဒါနိုဘယ်မြန်မာ literature festival literature ပေါ့ပြီးဒူးဝန်စာအုပ်တိုက်ကနော်ထုတ်ထားတဲ့ပါနော်အားလုံးကျေးဇူးပါပဲနော်